အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မာဆွတ်တို့မှာရှိတဲ့ယာခီနီခုအသားကင်ဆိုင်လေးမှာသွားစားခဲ့တာလေးအတွေ့အကြုံလေးကိုမျှဝေပေးခြင်းပါတယ်အဝါစားအောင်မှာ2980ရန်ပဲကြတင်မှာဖြစ်ပြီးတော့ဒီဆိုင်လေးရဲ့နာမည်ကတော့Premium Karubi ပေါ့နော်ယာခီနီခုဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်လေးရဲ့အပြင်အစင်ကအရန်ကိုတက်ရက်ပြီးတော့တန်ရှင်းပြီးကျွန်တော်တို့ဒီအနောက်တိုင်းဆန်ဆန်ပေါ့နော်ဒီတချို့ဂျပန်ယာကီနီကူဆိုင်နေနဲ့တော့မတူဘဲနဲ့အပြင်အစင်းလေးကအရန်အောင်တက်ရက်ပြီးတော့တန်ရှင်းပါတယ်ကျွန်တော်ကတော့အရန်အောင်သဘောကျပါတယ်ပေါ့နော်အသားတွေထဲမှာဆိုရင်လည်းခါရူဘီရိုးစုဟာရာမီတင်တာမကတခြားဂျောခါရူဘီဂျောရိုးစုဂျောဟာရာမီဆိုတဲ့တကယ်အသားအကောင်းသားတွေလည်းကျွန်တော်တို့မှာယူသုံးဆောင်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးဆိုလို့ရှိရင်ဂျောခါရူဘီဖြစ်ပါတယ် Premium Karubi ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တခြားပစုံတွေရော Ishiyaki Bibimbap တို့ကျွန်တော်တို့ကြီးမီရောတကယ်ကိုရီးယားအကင်ဆိုင်လိုပုံစံမျိုးပေါ့နော်အချိုးပွဲတွေလည်းအများကြီးရှိတဲ့အပြင်ကိတ်တွေဒီပူတင်းလိုပုံစံမျိုးလေးပေါ့နော်အဲ့လိုအချိုးပွဲတွေလည်းအများအပြည့်စားလို့ရပါတယ်ကိုကြိုက်တာရေခဲမုံဆိုလို့ရှိရင်လည်းဒီဒေဇာတိုထဲမှာကြိုက်တဲ့လောက်စားလို့ရပါတယ်ကျွန်တော်ကတော့မတ်ချာကြိုက်တာမို့လို့မတ်ချာရယ်တရက်တီးရယ်ထည့်ပြီးတော့စားခဲ့ပါတယ်အီချီကိုကိတ်ကီလေးကလည်းရမ်းကောင်းပါတယ်မိုးတွေကရမ်းရွာနေတာဆိုတော့မိုးအေးလေးနဲ့အကင်လေးစားခြင်းတယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုကျွန်တော်အိုဆူဆူမဲ့ပေးပါတယ် rating ကတော့ 3.9 လောက်ကျွန်တော်ပေးခြင်းပါတယ်ဒီဆိုင်လေးပါPremium Karubi Yakiniku အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပျော်ရွှင်ချမ်းမြေ့သောနေ့ရက်လေးပိုင်ဆိုင်ကြပါစေ